Liverpool နဲ့စပါးပဲကွက်ရှုံးခဲ့တဲ့ကာရာဘောင်ဖလားအားလုံးပဲမင်္ဂလာပါ MM Football News ကနေကြိုဆိုလိုက်ရပါတယ်ကာရာဘောင်ဖလားရဲ့စတုဒ္ဒအဆင့်ပွဲစဉ်တွေကတော့မနေ့ညမှာကစားပြီးခဲ့ပါပြီစတုဒ္ဒအဆင့်မှာတော့ Liverpool အသင်းနဲ့စပါးအသင်းကလွဲလို့ Premier League ကလပ်အသင်းကြီးတိုင်းအနိုင်ရရှိခဲ့ကြပါတယ်Arsenal နဲ့ Brighton အသင်းတို့ရဲ့ပွဲစဉ်မှာတော့ Arsenal အသင်းက Nwaneri, Saka တို့ရဲ့ဂိုးတွေနဲ့အတူ2ဂိုးပြတ်အနိုင်ရရှိရင်ပြိုင်ပွဲဆုံး6ပွဲဆက်ပေးကိုမရှိတဲ့စံချိန်ကိုပါဆက်တင်နိုင်ခဲ့ပါတယ်Liverpool နဲ့ Crystal Palace အသင်းတို့ရဲ့ပွဲစဉ်မှာတော့ Liverpool အသင်းကအိမ်ကွင်းမှာကစားခဲ့ရပေမဲ့ Crystal Palace အသင်းက Ismaila Sarr နဲ့ Pino တို့ရဲ့ဂိုးတွေကြောင့် Liverpool အသင်းဟာအိမ်ကွင်းမှာ3ဂိုးပြတ်ရှုံးနိမ့်သွားခဲ့ပါတယ်။ Man City နဲ့ Swansea အသင်းတို့ရဲ့ပွဲစဉ်မှာတော့ Man City အသင်းက Toku, Mamus, Cherki တို့ရဲ့တင်ဂိုးတွေနဲ့အတူ3ဂိုး1ဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။ Chelsea အသင်းနဲ့ Wolves အသင်းတို့ရဲ့ပွဲစဉ်မှာတော့ Chelsea အသင်းက4ဂိုး3ဂိုးနဲ့အနိုင်ရခဲ့ပြီး Andre Santo, Tyreek Jones, Ashley Young နဲ့ Gideon တို့က Chelsea အသင်းအတွက်ဂိုးတွေကိုသွင်းယူပေးခဲ့ကြပါတယ်။စပါးအသင်းနဲ့ Newcastle အသင်းတို့ရဲ့ပွဲစဉ်မှာတော့ Newcastle အသင်းက Scar, Body Mary တို့ရဲ့သွင်းဂိုးတွေနဲ့အတူ2ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ကာရာဘောင်ဖလားပြိုင်ပွဲရဲ့ Quarter Final ပွဲစဉ်အဖြစ် Arsenal နဲ့ Crystal Palace, Cardiff နဲ့ Chelsea, Man City နဲ့ Brentford, Newcastle နဲ့ Fulham စသဖြင့်ထိပ်တိုက်တွေ့ဆုံကစားကြမှာလည်းဖြစ်ပါတယ်။